ချဲမိတ်ဆွေတရားပေါ့နော်ဒါကသူများအကြောင်းကိုချက်ပြောတာမဟုတ်ဘူးမိဘကတာသမီကိုချစ်တယ်ဒါပေမဲ့တချို့နေရာတွေမှာမချစ်တတ်ဘူးတတိမထားတတ်ဘူးတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူကကလေးကိုထမင်းခွန်းတဲ့အခါမှာကလေးရဲ့ပါဇက်ပေါင်းနဲ့ကလေးရဲ့အာဂရဲနဲ့လုံလောက်တာထက်ကိုပိုခွန်းတယ်ဘလို့ခွန်းလဲဆိုကလေးတယောက်ရဲ့ပါဇက်ထဲမှာသူကထမင်းကတစုံခွဲလောက်ထည့်ပလိုက်တယ်မြန်စားအောင်လို့အချိန်ကုန်လို့သူမှအလုပ်တွေရှိလို့မှန်တယ်ဒါပေမဲ့ကျတို့တွေကလေးတွေရဲ့လေပြောင်ကခက်သေးသေးပဲအဲ့တော့ပါဇက်ထဲကိုထမင်းတွေအများကြီးထည့်လိုက်ပေမဲ့လေပြောင်ထဲမှာသူတို့တွေကစင်မသွားဘူးရှင်အဲ့တော့ကလေးကထမင်းဝါဖို့အတွက်နေရမကြအောင်သူပါဇက်ထဲမှာအဲ့တော့ကိုကမနေနိုင်တော့ဘူးပြောရရောအမအဲ့လိုမလုပ်ပါနဲ့အမကလေးရဲ့ပါဇက်ထဲကိုအမကတစုံခွဲထည့်တယ်ဆိုလို့ရှိရင်အမပါဇက်ထဲကို3စွန်းထည့်ပြီးစားပါလားဝယ်အမုန်းခံပြီးပြောရတယ်တိကအဲ့ဒီခါမှာပြောနိုင်လူရှိပဲရှိနေတယ်အဲ့တော့ခါကျတော့ဘာလဲမိဘကတစ်ခါတလေမှတော့ဘာလဲဆိုတော့အတိအားနေတာလားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကိုကတစ်ခါတလေမှသူ့ကိုလုံမဲ့ဆိုလို့ရှိရင်ကိုယ်တိုင်လုံနိုင်မလားအရင်ဆုံးစဉ်းစားပြီးမှလုံရင်ဒါကိုကိုချင်းစားတရားလို့ခေါ်တယ်အရင်ဆုံးစဉ်းစားပြီးမှလုံလို့ရှိရင်ဒီကလေးရဲ့ပဇောင်ထဲမှာသူအများကြီးဝင်သွားစရာအကြောင်းမရှိတော့နော်ဒီကလေးရဲ့ပဇောင်ထဲမှာထမင်းလုတ်တယ်အများကြီးဝင်သွားလို့ရှိရင်မဝါနိုင်မပြုတ်နိုင်မဖြစ်တော့အဲ့ပြဿနာမလာတော့အဲ့တော့ဝင်စလို့စင်ဝတ်တမီငငယ်လေးကဒီကလေးတယောက်ရဲ့ပါဇက်ပေါက်နဲ့တန်နဲ့ထမင်းလုပ်ပွဲခွန်ရတယ်လေနော်အဲ့လိုမဟုတ်ပဲနဲ့အများကြီးခွန်တဲ့အခါမှာကလေးကမဝါတော့ဘူးအဲ့တော့အခုတတိလက်လွတ်ဖြစ်ပြီးတော့ပဲဖြစ်ဖြစ်တတိမထားတတ်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးကိုမတိတဲ့အမေတွေဒီဗီဒီယိုမှာပါတယ်ဆိုလို့ရှိရင်အမေတွေဒီဗီဒီယိုကိုကြည့်ဖြစ်နေရဆိုလို့ရှိရင်အခုကစပြီးတတိထားပေးပါလို့ဆက်ပြောပြရစီအဲ့တော့ကိုကလေးကိုထမင်းဝါစေချင်တာလားအသေးတက်နေရလားထမင်းဝါစေချင်တာလားကျမကြီးတိကိုက်စေချင်တာလားဒါမှမဟုတ်ရင်ထမင်းဝါစေချင်တာလားဒုက္ခရောက်စေချင်တာလားအဲ့တော့ကိုသားသမီးကိုချစ်တာမရောက်ဖဲနဲ့200ရောက်တတ်တယ်ကလေးတယောက်ရဲ့အစာချိနိုင်စွမ်းနော်ကလေးတယောက်ရဲ့ဝါနိုင်စွမ်းကလေးတယောက်ရဲ့လေပြုံကထမင်းလို့ဆင်းနိုင်တဲ့အားကကိုကတော့မြန်ပုံစီချင်လို့အလုပ်တွေမြန်လောက်ရမှာမပြီးချင်လို့ကတော့မြန်ပြီးအောင်လို့ခွန့်ပေးမယ်မြန်မပြီးဘူးရှင့်ပို့ပြီးတော့ကြာတယ်လို့အဲ့တော့ဒီသဘောတရားလေးကိုမသိဘူးဆိုလို့ရှိရင်လည်းအခုမိတ်ဆွေကိုသိအောင်လို့ဝင်ပြောလိုက်ပါပြီအဲ့တော့ကိုကလေးထမင်းခွန့်နာပဲဖြစ်ကြံတဲ့ကိစ္စတွေပေါ့နော်တာသမီဆိုတာမိဘပြူတိုင်းနှုတ်ရတာရှင့်မိဘကသိနားမလဲပဲနဲ့လက်လွတ်စက်ပဲလုပ်ရင်ကိုသားသမီးလေးတွေပဲဆုံးရှုံးရမှာဒီကလေးတယောက်မွေးရတဲ့မွေးစိမနေဘူးကုန်တယ်မိခင်တယောက်အနေနဲ့ကိုဝင်ဆောင်ရတာလဲအများကြီးပြင်မှန်းတယ်ခါမှာနောက်ဆက်တွဲနောက်ထပ်တစ်ယောက်မွေးဖွားဖို့နောက်ထပ်တစ်ယောက်ကိုဝင်ဆောင်ဖို့ငွေကုန်ကြီးကြခံဖို့ဆိုအများကြီးဆုံးတယ်ငွေတွေအများကြီးစိုက်ထုတ်ရမှာအဲ့တော့နောက်ထပ်တကြော့ဆိုတာထက်ရှိပြီးသားကလေးကိုပြုစုပြုထောင်တဲ့နေရာမှာမိခင်တချို့မှားတဲ့အမှားလေးကိုဝင်လာထောက်ပြတာပါမိတ်ဆွေတို့မှလည်းအခုဒီဗီဒီယိုကြည့်နေတဲ့မိခင်ဖခင်ရောပေါ့နော်တူတယောက်ချင်းစီတိုင်းမှာမှားမျိုးဒီမှားမျိုးနဲ့အလားတန်တူတဲ့အမှားမျိုးရှိနေတယ်ဆိုလို့ရှိရင်တတိထားပြီးပြင်ပါလို့ကိုယ်ကလေးကိုချစ်ရမြောက်ပဲ200ရအောင်မပြည့်စုံမပြုံးထောင်ပါနဲ့လို့ချက်ပြောပြဆိုတော့ဒီဗီဒီယိုကမိခင်တိုင်းအတွက်ဖခင်တိုင်းအတွက်တတိထားစီလို့တဲ့ဗီဒီယိုလေးဖြစ်လိမ့်မယ်လို့ဝင်ယုံကြည်တယ်အဲ့ဒီရည်ရွယ်ချက်နဲ့ပဲချက်ပြောခြင်းဖြစ်တယ်ကျေးဇူးတင်ပါတယ် coach ဘိုင်ဘိုင်